နေပူပူဖုန်ထူထူလမ်းတွေကဘလောက်ပဲကျန်းနေပါစေကျွန်တော်တို့ရဲ့ရှီလွမ်းတွေကတော့လူကြီးမင်းတို့အတွက်ဆိုအခါမှနောက်မတွန်းခဲ့ပါဘူးရမီကျိုးတော်ဆိုတာကိုကျိုးတယ်သူတစ်ပါးအကျိုးကိုအရင်ခံပြီးရှီတန်းကနေဝန်ဆောင်မှုပေးရတဲ့သူတွေပါလူကြီးမင်းတို့ရဲ့အနာဂတ်ရင်းနှီးမြှုပ်နှံမှုတွေဂျာလုံးပြည့်စိတ်အေးရဖို့အတွက်ကျွန်တော်တို့ဟာအရှိသွေးတင်မကပဲယုံကြည်မှုကိုပါအခိုင်အမာတည်ဆောက်ပေးရတာပါဒါကြောင့်ဘလောက်ပဲဝေးတဲ့နေရာဖြစ်ဖြစ်ဘလောက်ခက်ခဲတဲ့နေရာဖြစ်ဖြစ်ကျွန်တော်တို့ရအောင်သွားပါလေပင်ပန်းမှုတွေကြားကကျွန်တော်တို့ပြုံးနိုင်တာဟာလူကြီးမင်းတို့အတွက်အကောင်းဆုံးသောအခွင့်အလမ်းတွေကိုရှာဖွေပေးနေနိုင်လို့ပါဝန်ဆောင်မှုပေးရဆိုတာစေတနာပါလာတဲ့အခါအခက်ခဲဆိုတာအမြင်မှုတွေအတွက်ဒီကားတစ်တွေသွားတတ်ပါဘလို့နေရာမျိုးမှာပဲဖြစ်ဖြစ်အကောင်းဆုံးဝန်ဆောင်မှုနဲ့တူလူကြီးမင်းတို့ရဲ့လက်တွဲပေါ်အဖြစ်အမြဲရှိနေမယ့်အရှမ်းမီမှာမြန်မာရည်ကြအိမ်ချမ်းမြေမှာ